တဲ့ကြော်မှာဘိုင်းအောက်တယ်တဲ့အဲ့တော့ဘာကြောင့်ဖြစ်နိုင်လဲဆိုတာလေးကိုမေးတာတယ်အဲ့တော့အသက်60ကျော်ဘိုင်းအောင်ရင်ဘာဖြစ်နိုင်လဲဆိုတော့ကျွန်တော်ဖြေလဲမဖြေတတ်ပါဘူးဘာကြောင့်လဲဆိုတော့အမျိုးသားလားအမျိုးသမီးလားဘိုင်းအောက်တာဘယ်လောက်ကြာပြီလဲဘယ်နာအောက်တာလဲတခြားတော့ဆက်ဆက်လက္ခဏာတွေပေါ့နော်ပြို့တာတို့အန်တာတို့စသည်ဖြစ်ပေါ့လေအဲ့တော့ကိုပူတာတို့ဒါမျိုးတွေရောရှိသလားဝန်းချုပ်သလားဝန်းမှန်သလားဝန်းပြတ်သလားတို့မိကုန်းတွေအများကြီးရှိပါတယ်နော်အဲ့တော့ကိုကဘယ်နာအောက်လဲတေချာလေးပြောမှပဲကျွန်တော်မေးတဲ့မိကုန်းလေးတွေမေးမယ်ဘိုက်ကိုစမ်းသပ်ကြည့်ပြီးမှပဲဘာကြောင့်ဖြစ်တယ်ဆိုတာမှန်လို့ရတယ်ပေါ့လေပုံမှန်ပြတော့အသက်ကြီးတဲ့လူတွေကတော့လည်းအဖြစ်များတာတော့ဝန်းချုပ်ပြီးတော့ဘိုက်ရစ်တာဘိုက်နာတာပေါ့နော်ဝန်းချုပ်တတ်တဲ့ပြဿနာရှိတယ်လေအောက်တက်တာမျိုးတွေရှိတယ်အန်ရယ်မရှိတဲ့အမျိုးအစားတွေတရားဆိုရင်ပေါ့လေတချို့ကြတော့ကျွန်တော်တို့တဲကြီးအိမ်မှာကြောက်ရှိနေတာပေါ့နော် ghost stone ဆိုတဲ့ကြောက်တဲ့တာမျိုးတွေဆိုရင်လည်းဘိုက်အောက်တာမျိုးဖြစ်တတ်တယ်တချို့ကြတော့အသက်ကြီးလို့အစားတွေမစားနိုင်တော့ဘူးအစားအသောက်တွေမမှန်တော့ဘူးဆိုရင်အစာအိမ်ယောဂဆွဲတာမျိုးတွေဖြစ်နိုင်တယ်တချို့ကြတော့တက်သိကြီးတယ်ကင်ဆာလိုမျိုးတွေပေါ့နော်ကင်ဆာလိုမျိုးတွေဖြစ်နိုင်တယ်အစာရင်ကင်ဆာဥကင်ဆာစသည်ဖြစ်ပေါ့လေမိုးချိုအေးကင်ဆာအဲ့လိုဆိုလဲဘိုက်တွေအောက်တယ်ကြောတွေအောက်တယ်ပိန်လာတယ်အဲ့လိုမျိုးလေးတွေရှိပါတယ်နော်အဲ့တော့ကျွန်တော်ဖြေဖို့ခက်ခဲပါတယ်မဖြေပေးတာမဟုတ်ပါဘူးเนาะအဲ့တော့မေးမယ်ဆိုရင်လည်းနည်းနည်းတိတိကျကျလေးမေးရင်တော့ကျွန်တော်အနေနဲ့ဖြေပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်